ပစ္စည်းတွေအစုံပါရဲ့လားဒီနေ့ဒီရေတက်တာစောတယ်ငါတို့မြန်ထွက်မှဖြစ်မယ်စုံပါပြီစိတ်ပြက်ပြက်လဲလိုက်ပါလာတဲ့ကောင်လေးကိုအဖေကအတင်းခေါ်လာခြင်းဖြစ်တယ်ဟုတ်လဲဟုတ်ပါတယ်လေငါမရတာဘယ်နည်းရက်တောင်ရှိပြီလဲမသိဘူးဒီလိုနဲ့ဦးကြီးကလေဘောကငါးပိုက်ကုန်လို့ပင်လေလဲပစ်ချလိုက်တယ်ဘာတက်နိုင်မလဲတငါတဲ့ဘွားဆိုတော့တငါပဲလောက်ရတော့မှာပေါ့တခြားလှုပ်ရှားရှားမှမရှိတာပဲလीခဏကြာတော့ဦးကြီးကပိုက်ကုံကိုဆွဲတင်လိုက်တဲ့အခါငါးတွေအများကြီးပါလာတာကိုတွေ့တဲ့အခါကောင်လေးကအယမ်းကိုပျော်သားတော့တာပေါ့ဦးကြီးလဲရာတုံးရခိုက်ဆိုပြီးငါးပိုက်ကုံကိုနော့ကခါပြန်ချလိုက်ငါးတွေပါလာလိုက်နဲ့အတအားကိုအလုတ်ရှုပ်နေတော့တယ်ကောင်လေးကလည်းငါးတွေအများကြီးရတော့ဝမ်းသာပြီးငါးတွေကိုကြိုင်လိုက်ပြစ်ချလိုက်နဲ့အလုတ်များနေတယ်ဒီလိုနဲ့သားဖတ်နေရောက်ငါးတွေအများကြီးရလာတော့ဝမ်းသာအားရနဲ့ငါးတွေကိုအထုပ်ကြီးနဲ့ထုတ်ပြီးပျော်ရွှင်လာလေပုံကဆင်းလာကြတော့တယ်ဒီနေ့တော့အိမ်ပြန်ခရီးလှပြီပေါ့ကွယ်နောက်ဒီနေ့ရောက်တော့ဦးကြီးကသူ့သားကိုလူဘဝအကြောင်းပင်လယ်နဲ့နှိုင်းပြီးရှင်းပြပါတော့တယ်ဘဝဆိုတာဒီလိုပဲသားပင်လေလိုပဲတခါတလေလှိုင်းကြီးမယ်တခါတလေငြိမ်သက်မယ်အတေးရကတော့မစုံမနစ်ကြိုးစားဖို့ပဲ